င်းကြီးမှာလက်လက်ဆက်ဆက်မြုပ်ထားတဲ့သူသေးကောင်ကိုညာတွင်ချင်းသွားရှာတယ်အဲ့ဒီသူသေးကောင်ရဲ့ပေါင်သားကိုလှီးပြီးတော့ယူလာတာအဲ့ဒါကိုချက်ပြီးတော့ဘင်းကိုဆက်ကတ်တယ်မေးလျော့တာကအကြီးတော့မဟုတ်ပါဘူးမိဘကြောင့်ကိုတကားမပိတ်ခဲ့တဲ့ကိစ္စမိဘကြောင့်ကိုတကားမပိတ်တဲ့အခါကျတော့ဘင်းအတွက်ချက်ထားတဲ့အမဲသားတွေအသားတွေအဲ့ဒါတွေကိုခွေးကဝင်စားသွားတယ်အဲ့ဒါနောက်နေ့ရောက်တော့ဘင်းကိုဆက်ကတ်စရာမရှိဒါဟာအသက်ဆုံးရှုံးသည့်အထိရာဇဝတ်တန်တက်နိုင်တဲ့အနေအထားပေါ့အဲ့တော့သူကလည်းမရမကကြံဖန်ရတယ်ဖြစ်ချင်တော့နောက်နေ့ကဥပုပ်နေ့မို့လို့ဈေးပိတ်တယ်တဲ့သွားဝယ်လို့မရအဲ့တော့နဲ့ရတကကဘလို့ကြံလဲဆိုတော့တင်းချိုင်းမှာလက်လက်ဆက်ဆက်မြုပ်ထားတဲ့သူသေးကောင်ကိုညာတွင်ချင်းသွားရှာတယ်အဲ့ဒီသူသေးကောင်ရဲ့ပေါင်သားကိုလှီးပြီးတော့ယူလာတာအဲ့ဒါကိုချက်ပြီးတော့ဘင်းကိုဆက်ကတ်တယ်ဘလူဘဝမှာဘဝပေါင်းများစွာကျင်လည်ခဲ့တဲ့အဲ့ဒီပြမရကနိကတဲ့အနေအထားဘဝတန်တရားမှာဘီလူဘဝပေါင်းများစွာအဲ့ဒီလူသားကိုယတကကချက်ပြီးတော့လဲကတ်လိုက်ရသူရှားဘောကိုတင်လိုက်တယ်အဲ့ဒီအသားတုံးတုံးကိုအကျော်ပေါင်း9000တခါတည်းပြန့်ပြီးတော့နှံ့ပြီးတော့စိမ့်သွားတယ်တဲ့အရန်ကြိုက်သွားတယ်ဒါပါလဲပေါ့ဘဝဓာတ်ခံရဲ့အနေအထားတွေရဲ့ရိုက်ခတ်မှုလည်းပါတာပေါ့နော်အဲ့ဒါနဲ့သူတိုးတိုးလေးမေးတယ်ဒါဘာသာတုံးပေါ့သူ့ရဲ့မျက်နှာမှာအရန်မှလည်းတုံလှုပ်နေတယ်အဲ့တော့ယတကကလိန်တယ်ဒါအမဲသားပါခါတိုင်းစားနေကြအသားပါအဲ့လိုပြောတဲ့အခါကျတော့ဘုရင်ကတန်လျက်ကိုတခါတည်းထဆွဲတယ်မင်းငါ့ကိုမလိန်နဲ့ငါကောင်းကောင်းသိတယ်ပေါ့ငါစားနေကြအသားဟုတ်တယ်မဟုတ်ဘူးဆိုတော့ငါကောင်းကောင်းသိတယ်ဒါကြောင့်မင်းငါ့ကိုမလိန်နဲ့တခါတည်းတန်လျက်နဲ့ထောက်ပြီးတော့မေးတဲ့အခါကျတော့ဘုရင်မင်းနဲ့တက်ရင်လည်းသေရပါလိမ့်မယ်ပေါ့ဒါလူသားပါလူသားလို့လည်းပြောလိုက်ရောဘုရင်ကတခါတည်းမျက်နာကပြောင်းသွားတယ်ပြောင်းသွားတာကအလိုမကျတဲ့အမူအရာမဟုတ်ဘူးအလိုကျတဲ့အမူအရာတန်လျက်ကိုချပြီးတော့အေးတဲ့ဒီကိစ္စအရေးကြီးတယ်မင်းဘယ်သူမှမပြောနဲ့ဒီရှိကိုတဲ့ငါ့ကိုဘယ်အသားမှချက်ပြီးတော့မပေးနဲ့လူသားကြီးချက်ပေးတဲ့လူတွေဆိုတာကြိုက်မိကြရကြိုက်တာပဲเนาะတကယ်ကြိုက်လာပြီဆိုလို့ရှိရင်အတိညာဟာမှောင်ကျသွားတဲ့သဘောရှိတယ်ဘုရင်တို့အဝိဇ္ဇာပစ္စယသင်္ခါရအစရှိသဖြင့်ပရိစ္ဆေသမုပ္ပါဒေသနာမှာဘာကြောင့်တတ္တဝါတွေဟာလိုချင်တာလဲလို့မေးရင်မသိလို့လိုချင်တာလို့အလုံးမှတ်သားဖို့တယ်ဒုက္ခသစ္စာကိုမသိလို့လိုချင်တာပေါ့မသိလို့လိုချင်တာကိုပဲလူတွေဟာအတိများရတယ်လိုချင်လို့မသိသွားတာကိုကြတော့စဉ်းစားမိခဲ့တယ်ပေါ့မသိလို့လိုချင်တဲ့အပိုင်းရှိသလိုလိုချင်လွန်းလို့မသိသွားတာလည်းရှိတယ်ရချင်လွန်းလို့ညံကန်းသွားတာလည်းရှိတယ်အဲ့ဒါနဲ့ဘုရင်ကဒီကိစ္စအရေးကြီးတယ်ဒါကြောင့်ငါရှိဒီရှိကိုလူသားကြီးဆက်ပြီးတော့ပေးရမယ်အဲ့တော့ဘုရင်မင်းနေရတဲ့နေတိုင်းလူကဘယ်လိုလုပ်ရနိုင်မလဲထောင်ထဲမှာလူတွေအများကြီးပဲတဲ့အပြစ်ကြီးတဲ့ကောင်ကိုအရင်စားတတ်တယ်ဟုတ်လားရက်ဆက်တယ်နော်အဲ့လိုနဲ့ဦးဇင်းတို့လူရင်းပဲပြောမှဖြစ်မယ်ဟုတ်လားထောင်ထဲကလူကုန်ပြီဆိုတဲ့အခါကျတော့ရှားတော်သားကနောက်ထပ်ရောက်မလာဘူးထောင်ထဲကလူတွေကိုထောင်ချတဲ့လူတိုင်းပြန်ပြီးတော့လွတ်လာတယ်ဆိုတာမရှိဘူးအကြောင်းမျိုးမျိုးကြောင့်သေတယ်ဆိုတဲ့စည်းရင်းပဲထွက်လာတယ်ရှားတော်သားလည်းအလွန်နေသွားတယ်အဲ့ဒါနဲ့ဘုရင်ကဘာကြံပေးလဲဆိုတော့အဲ့လိုဆိုလို့ရှိရင်တဲ့လမ်းပေါ်မှာအတပြားထောင်တုပ်တွေကိုပြစ်ချတာကြလို့ကောင်းပြီလို့ကတော့အဲ့ဒီလူတခိုးပဲဆိုပြီးတော့ထောင်ထဲဆွဲခံရမယ်ထောင်ထဲရောက်ရင်တတ်တယ်ဒါနောက်ကျတော့လမ်းပေါ်မှာဘယ်လိုအတပြားတို့ပြစ်ချထားလို့မှဘယ်သူမှကောက်မလို့မရှိဘူးကြည်တော်မကြည်ရဘူးတဲ့ကဲလူတွေဥပဒေလိုက်နာတယ်ဆိုတာနော်ကြောက်လို့လိုက်နာတာနော်ဟုတ်တယ်မဟုတ်လားစဉ်းစားနော်အများကြီးတွေးတယ်ရှိတယ်ဟုတ်လားအဲ့ဒါနဲ့ဘုရင်ကဘယ်လိုဆက်ပြီးတော့အကြံပေးတော့လူရအောင်ဘယ်လိုလုပ်ရလဲဆိုတော့ညမှာထွက်တဲ့လူတွေကိုတိတ်တိတ်ဆိတ်လိုက်ပြီးတော့တတ်တယ်ညထွက်တဲ့လူကိုတတ်တာနော်အဲ့ဒါလိုနဲ့နောက်ကျတော့ညလည်းဘယ်သူမှမထွက်ရဲဘူးခက်တာကလူတက်သွားပြီဆိုလို့ရှိရင်ဒီရှုဖြိုးတဲ့အသားတွေဟာအကုန်ပါသွားတယ်အဲ့ကြောင့်ဒီတိုင်းသူပြည်သားတွေကဒါဟာသွေးရိုးသားရိုးမဟုတ်ဘူးလူသားစားတဲ့လူရှိတယ်လူစားတဲ့ကမသိတယ်ပေါ့အဲ့ဒါနဲ့ဝိုင်းပြီးတော့နန်းရင်ပြင်မှာអော်ကြတာတိုင်းပြည်မှာဘေးအန္တရာယ်တင့်နေပြီလူသားစားတဲ့လူကိုဘင်းမင်းတွေကဖမ်းပေးပါ
လူသားစားတဲ့လူဖမ်းပေးရမယ်ဆိုတော့ဘယင်ကဘယ်သူသွားဖမ်းသူ့ကိုယ်သူလက်ထိတ်ခတ်ဖို့ပဲရှိတယ်ဟုတ်လားအဲ့တော့ဘယင်ကဘာပြောလို့ဆိုတော့မင်းတို့မှာဖြစ်တဲ့ကိစ္စကိုဘာဖြစ်လို့ငါစီလာအော်နေရတာတော့မင်းတို့ဘက်သူရှားပြီးတော့ဖမ်းမလားတဲ့တရားခံကသူတည်ပြီးသားပဲလေဟုတ်လားအဲ့ဒါနဲ့ဘယင်ကဒီကိစ္စကိုသူဘလို့မှမကင်တွေ့တဲ့အခါကျတော့စစ်သူကြီးဖြစ်တဲ့ကာလဟတ္ထိဆိုတာရှိတယ်အဲ့ဒီစစ်သူကြီးကာလဟကဒီတခိုးကိုမိအောင်ဖမ်းမယ်ဒီလူဆိုးကိုမိအောင်ဖမ်းမယ်ဆိုဖမ်းတော့မိတာပေါ့